စလန်လီစတက်မှာတော့ဇနီးဖြစ်သူဆုံးပါသွားခဲ့ပြီးတဲ့နောက်အိမ်ပါတယောက်ထဲနေထိုင်နေတဲ့အဖိုးလောင်ရန်ဆိုသူကိုမိတ်ဆက်ပေးထားပါတယ်။အဖိုးလောင်ရန်ကအသက်ကြီးလာတာနဲ့မျှမိတဲ့ရော့တက်တဲ့ယောဂဝေဒနာကိုခံစားနေရတယ်လို့ပါ။ဒီနေ့မှာတော့ဖိုးလောင်ရန်ကအပြင်သွားဖို့ပြင်ဆင်နေနဲ့ဟိုမီဒီမီဖြစ်နေစေမှာပဲအနီနာချင်းဖြစ်သူဒေါ်လေးချင်းနဲ့ဆုံတွေ့ခဲ့ပါတယ်။ဒေါ်လေးချင်းကတော့ဖိုးလောင်ရန်တယောက်ထဲပြင်သွားမယ်ဆိုရင်အရက်တော့မှဆိုရင်တော့ကြောင်းလိုက်ပို့ပေးမယ်လို့ပြောနေခဲ့ပေမဲ့အဖိုးလောင်ရန်ကတော့ညှိဆိုခဲ့ပြီးတယောက်ထဲပဲထွက်လာခဲ့ပါတယ်။အဖိုးလောင်ရန်ဟာတက်ကြီးနေခဲ့ပေမဲ့ကျမ်းမာရေးလိုက်စားသူဖြစ်တာကြောင့်လမ်းမတွေ့တဲ့အသီးမိတ်ဆွေတွေကိုကူညီရင်းတက်ကြွလမ်းဆဲနေကြတာကိုတွေ့ရပါတယ်။တစ်ဖက်မှာတော့ပူဖန်လို့ခေါ်တဲ့လူငယ်လေးအကြောင်းကိုပြသလာပါတယ်။သူကတော့ဖွားဖြစ်သူရဲ့ဆန္ဒအတိုင်းပဲဝမ်မြို့မှာနေရာလေးတစ်ခုဝယ်ယူနိုင်ဖို့အတွက်ဝေစုပြီးတော့ကြုံရကြပန်းလုံမသမားကိုလည်းစူးစမ်းလုပ်ကိုင်နေတဲ့သူပါ။မန္တလေးလိုပဲဝမ်မြို့မှာမြေဈေးတွေကစံပတန်ကိုမှတက်နေကြတာကြောင့်အတော်ဖြစ်သူကတော့တားမြစ်နေခဲ့ပေမဲ့ပူဖန်ကတော့ဖွားရဲ့ဆန္ဒကိုဖြည့်ဆည်းပေးဖို့ကိုပဲဆုံးဖြတ်ထားလိုက်ပါတယ်။တစ်ဖက်မှာလည်းဖိုးလောင်ရန်ကပုံမှန်တိုင်းပဲစစ်စစ်ချက်သွားယူတဲ့အခါမှာဆရာဝန်ကတော့စမ်းသပ်မှုအချို့ကိုလည်းလုပ်ခိုင်းပါတယ်။ဆရာဝန်ကစကလုံးအချို့ကိုမခိုင်းထားခဲ့ပြီးတခြားတော့ခိုင်းတာမျိုးတွေကိုလုံးနေခဲ့ပေမဲ့အဖိုးလောင်ရန်ကတော့ရင်ကမထားခဲ့တဲ့စကလုံးတွေကိုလုံးဝကိုမှပြန်မမိတော့ပါဘူး။ဒါအဖိုးလောင်ရန်ရဲ့အမှန်ညံချိုးရင်းမှုဝေဒနာကပိုပြီးတော့ဆိုးရွားလာခဲ့တာကိုပြသနေကြတာကြောင့်အဖိုးလောင်ရန်ကိုယ်တိုင်ကလည်းတော်လေးကိုမှစိတ်သက်ကျသွားခဲ့ရပါတယ်။ဒီလိုနဲ့ပဲပူဖန်တယောက်စပိန်စီလာရင်လည်းလမ်းမှာကာဝယ်ရှော့တစ်ခုကဝန်ထမ်းခေါ်စာကိုတွေးသွားခဲ့ပြီးအလုံးဝင်ဖို့ကိုလည်းဆုံးဖြတ်လိုက်ပါတယ်။အဲဒီမှာတော့ဝက်ရှော့ပိုင်ရှင်ရှောင်းကြာနဲ့ဆုံးနေခဲ့ပါတယ်။ရှောင်းကြားကတော့လက်တစ်ဖက်မှာပတိစီထားခဲ့ပြီးစကားပြောတဲ့တာလီကငက်ကလေးတစ်ကောင်ကိုလည်းဝေးထားခဲ့တဲ့ထူးထူးခြားခြားပုံကိုတယောက်ပါပဲ။ဘူဖန်ကိုလည်းကားစီးတဲ့လုံမှာစမ်းသက်ခန်းလိုက်ခဲ့ပြီးတဲ့နောက်ဘူဖန်ကတော့နေစရာနေရာပါတောင်းဆိုတဲ့ကရှောင်းကြားကတော့သူ့ရဲ့မိတ်ဆွေအဖိုးလောင်ရန်ရဲ့အိမ်မှာပဲသွားနေဖို့ကိုလည်းစီစဉ်ပေးလိုက်ပါတယ်။အဲဒီအချိန်မှာရှောင်းရဲလို့ခေါ်တဲ့မိန်းကလေးတယောက်ကဖိုးလောင်ရန်ရဲ့အိမ်မှာမိတီလဲနေခဲ့ပေမဲ့အရန်မူးနေတဲ့ဖိုးလောင်ရန်ကဘယ်သူမှမမှတ်မိတော့ဘဲနဲ့သူမကလည်းအိမ်ထဲကနေနေထုံနေပါတယ်။အဲဒီအချိန်မှာရှောင်းကြားကဘူဖန်ကိုခေါ်လာခဲ့တာပါ။ခဏကြာတဲ့အချိန်မှာသူတို့ကလည်းအဖိုးလောင်ရန်ရဲ့အိမ်ထဲကိုခိုးဝင်တဲ့အခါအဖိုးလောင်ရန်ကအိမ်ထဲကိုလူစိမ်းနဲ့ဝင်လာတယ်ဆိုပြီးဓာတ်တစ်ချောင်းနဲ့လိုက်ခုတ်ခဲ့ပါတော့တယ်။ဘူဖန်ရဲ့ဘိုက်ကိုဓာတ်နဲ့အချက်ပေါင်းများစွာထုံးနေခဲ့ပေမဲ့ကဲကောင်းတော့တစ်ခုကအဲ့ဒါကအလားပြထားတဲ့ဓာတ်တူလေးဖြစ်နေတာပါ။ဒါပေမဲ့လည်းဘူဖန်ကဂိုင်ထားတဲ့မိချောင်းကိုအပေါ်မြောက်လိုက်တဲ့မြင်ကအဖိုးလောင်ရန်ရဲ့မျက်စိထဲမှာအရင်ကအလေးမအားကစားသမားဖြစ်စူရီများကြီးရခဲ့ဘူးတဲ့သူ့ရဲ့သားဖြစ်သူနဲ့တူသွားခဲ့ပါတယ်။အဖိုးလောင်ရန်ကဘူဖန်ကိုသူ့ရဲ့သားကျွမ်းလို့ထင်အောင်ထင်မှားဖြစ်နေခဲ့ပြီးဝမ်သားအရာနဲ့ဘာတစ်ချက်ကိုလည်းရက်လိုက်ပါတယ်။အဖိုးလောင်ရန်ကတော့သူ့ရဲ့သားပြန်လာပြီလို့ထင်နေခဲ့ပြီးအိမ်ကနေလည်းပြန်သွားဖို့လည်းတောင်းပန်နေခဲ့ပါတယ်။ဘူဖန်ကတော့သူ့ကိုပါရိုက်လိုက်ခဲ့တာကြောင့်စိတ်တို့ပြီးတော့ထွက်သွားဖို့လုပ်တဲ့အခါမှာအဖိုးလောင်ရန်နဲ့ဆွဲလာရန်လာတွေဖြစ်ခဲ့ပြီးဘူဖန်ကတော့အဖိုးလောင်ရန်ကိုအားနဲ့တွန်းထုတ်လိုက်ပါတယ်။အဖိုးလောင်ရန်ကတော့ရုတ်တရက်လဲကျသွားခဲ့ပြီးတတိလေးသွားခဲ့တာကြောင့်မလို့အားလုံးကတော့ဆေးရုံကိုအမြဲပို့လိုက်ရပါတယ်။ဆရာဝန်ကတော့ဖိုးလောင်ရန်မှာအဇိုင်းမာလို့ခေါ်တဲ့မညံပျက်စီးတဲ့ယောဂဝေဒနာကခံစားနေရတဲ့အကြောင်းနဲ့အဲ့ဒီယောဂကိုအမြဲပြတ်ကုသဖို့ဆေးမရှိသေးဘူးလို့လည်းပြောပြပါတယ်။ကုသနိုင်မဲ့တခုရီသောနီလန်ကတော့အဖိုးလောင်ရန်စိတ်ချမ်းသာအောင်သူဖြစ်စေခြင်းတဲ့အတိုင်းဟန်ဆောင်ပေးသွားမှာပဲဖြစ်ပါတယ်။ဒါကိုကြားတဲ့အချိန်မှာရှောင်းကြားကတော့ပူဖန်ကိုအဖိုးလောင်ရန်ရဲ့သားကျွမ်းကျက်ဖြစ်ဟန်ဆောင်ပေးဖို့အနုညွတ်ကမှတောင်းပန်လိုက်ပါတယ်။အစားပိုင်းမှာတော့ပူဖန်ကညှင်းဆုံနေခဲ့ပေမဲ့ရှောင်းကြားကတော့လာစာကို2ဆ3ဆအထိကိုမှတိုးပေးမယ်လို့ကလန်လာခဲ့တာကြောင့်မလို့နောက်ဆုံးမှာပူဖန်တယောက်ကတော့သဘောတူလိုက်ရပါတော့တယ်။အဲဒီရဲ့နောက်ရှောင်းကြားကတော့ပူဖန်ကိုအဖိုးလောင်ရန်ရဲ့သားကြောင်းတွေကိုလည်းရှင်းပြနေပါတယ်။အဖိုးလောင်ရန်ရဲ့သားကြွကြံကအရင်ကနာမည်ကျော်အလေးမအားကစားသမားတယောက်ဖြစ်ပြီးအခုတော့လေယူနန်ရဲ့ဘက်မှာတွားရောက်အခြေချနေတိုင်းကအိမ်ပြန်မလာတာကကြာပြီဖြစ်တဲ့အကြောင်းပြောပြလိုက်ပါတယ်။ပူဖန်ကပိမ့်ပပဖြစ်တာကြောင့်တာမန်ထွားကြိုက်နေတဲ့အလေးမသမားတယောက်ဖြစ်ဟန်ဆောင်နိုင်မှုဆိုတာကတော်လေးကိုမှအခက်တွေ့နေခဲ့ပါတယ်။အဲဒီအချိန်မှာရှောင်းရဲကလည်းအဖိုးလောင်ရန်အထင်မလွဲလေအောင်ပူဖန်ရဲ့ဇနီးဖြစ်ဟန်ဆောင်ပေးလိုက်ရပြီးဒေါ်လေးချင်းကတော့ရှောင်းရဲအမေဖြစ်ဟန်ဆောင်ပေးလိုက်ရပါတယ်။အဖိုးလောင်ရန်ကတော့သူ့သားချွေးမပါခေါ်ပြီးပြန်လာပြီးဆိုပြီးအလုံးကမှဝမ်းသာတွားခဲ့ကသူ့သားရဲ့ခန်းထဲမှာပဲအိတ်ခိုင်းလိုက်ခဲ့ပါတယ်။ပူဖန်ကလည်းသူ့အဖွားရဲ့အယိုးပြအိုးလေးကိုတံမိုးထားခဲ့ပြီးကတင်အောက်မှာပဲတိတ်တိတ်ဆိတ်ဝတ်ထားလိုက်ခဲ့ပါတယ်။နောက်တနေ့မနေ့မှာတော့ပူဖန်တယောက်ကလန်တို့တွားခဲ့ရပါတယ်။ဘာလို့လဲဆိုရင်တော့ဖိုးလောင်ရန်ကကတင်အောက်ကအယိုးပြအိုးကိုတွေးသွားခဲ့ပြီးအဲ့ဒါကိုလည်းပရိုတင်းမုန့်နေလို့ထင်ကဖျော်တောက်ဖို့လည်းလုပ်နေကြလို့ပါပဲ။ပူဖန်ကတော့လန်တကြားပဲတားမြစ်လိုက်ရပါတယ်။တကယ်တော့အဲ့ဒီအိုးထဲမှာယိုးပြတွေကရှိမနေကြတော့ပဲနဲ့ရှောင်းရဲကတော့ဘေးကင်းအောင်တင်းစီပေးထားရတာပါ။အဖိုးလောင်ရန်ကပူဖန်ရုပ်ရည်ကတိတ်ကြည့်မကောင်းဘူးဆိုပြီးညကပူဖန်အိပ်ပျော်နေတဲ့အချိန်တုန်းမှာပဲသူ့ SB နဲ့မုတ်စိတ်တွေကိုလည်းကက်ကြီးနဲ့ညက်ပစ်လိုက်ပါတယ်။ဒါရီတမကောက်သေးပဲနဲ့ပူဖန်ရဲ့အဝတ်စားတွေနဲ့မပုံနေပါတဲ့အိတ်ကိုလည်းအမိုက်တွေလို့ထင်ပြီးအပြင်ကိုလည်းလွန်ပစ်လိုက်ခဲ့ပါသေးတယ်။ပူဖန်ကတော့မိုက်ကားနာကိုလိုက်ရှာနေခဲ့ပေမဲ့မတွေ့တော့ပဲစိတ်ပြက်လက်ပြက်နဲ့အိမ်ပြန်လာခဲ့ရပါတယ်။အဖိုးလောင်ရန်ကတော့ဘာမှမသိပဲနဲ့ပူဖန်ကိုလည်းအလေးမလေးကျင်ကန်တွေကိုအတူတူလှုပ်ဖို့လည်းခေါ်နေခဲ့ပါတယ်။အဖိုးလောင်ရန်ကတော့ပူဖန်ကိုလေးကျင်ကန်လှုပ်ဖို့ခေါ်နေတဲ့အချိန်တုန်းမှာပဲအဖိုးလောင်ရန်ရဲ့အိတ်ကက်ထဲကနေဗန်ဆောက်တုပ်ကပြုတ်ကျလာခဲ့ပါတယ်။အဲ့ဒီအဆောက်ထဲမှာဖိုးလောင်ရန်ကသူ့ရဲ့သားနာကတ်မှာအိမ်ဝင်နိုင်ဖို့အတွက်တသက်စာစုဆောင်းထားခဲ့တဲ့ငွေမြောင်များရှိနေကြတာကိုပူဖန်ကတော့တွေးသွားခဲ့ရပါတယ်။အဖွားရဲ့ရိုးပြကူအတွက်ငွေလိုအပ်နေတဲ့ပူဖန်ကအဲ့ဒီငွေတွေကိုထုတ်ယူဖို့စိတ်ကူးမိသွားခဲ့ပါတယ်။သူကတော့ဖိုးလောင်ရန်ကိုဘန်ကိုခေါ်သွားခဲ့ပြီးငွေထုတ်ဖို့ကိုလည်းကြိုးစားနေပါတယ်။
အစားပိုင်းမှာတော့လိုဝက်နံပါတ်မသိလို့အခက်တွေ့နေခဲ့ပေမဲ့အဖိုးလောင်ရန်ရဲ့သားဖြစ်သူမွေးနေ့ကိုရိုက်ထိတ်လိုက်တဲ့အခါမှာအောင်မြင်သွားခဲ့ရပါတယ်ပူဖန်ကငွေများများထုတ်ယူဖို့ပြောတဲ့အခါမှာဘယ်ဝင်နဲ့ကတန်ရဝင်လာခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲဖိုးလောင်ရန်ရဲ့ယောဂကထပ်ပေါက်လာခဲ့ပြီးပူဖန်ကတော့ဘယ်သူလဲဆိုတာကိုမေးသွားခဲ့ကမင်းဘယ်သူလဲလို့ပြန်မေးနေတာကြောင့်ဘယ်ဝင်ကတော့ပူဖန်ကိုလူလိန်လို့ထင်ပြီးလုံခြုံရေးတွေကိုလည်းဖမ်းခံလိုက်ပါတယ်ပူဖန်ကတော့လုံခြုံရေးအနေနဲ့ရုံရင်ဆန်ခတ်ဖြစ်နေတဲ့အချိန်တုန်းမှာပဲအဖိုးလောင်ရန်ကတော့သူ့ရဲ့သားကိုရိုက်နှက်နေတယ်လို့ထင်ယောင်ထင်မှားဖြစ်ပြီးပူဖန်ကိုလည်းဝိုင်းကူကဘန်ထဲကနေလည်းထွက်ပြေးလွတ်မြောက်လာခဲ့ပါတယ်ဆေးပြက်လက်ပြက်ဖြစ်သွားခဲ့တဲ့ပူဖန်ကရှောင်းကြားစီကိုသွားခဲ့ပြီးအဖိုးလောင်ရန်နဲ့အတူနေရတာအရန်ကူမှပင်ပန်းတဲ့အကြောင်းနဲ့သူ့ရဲ့မပုံနေနဲ့အိတ်တွေကလည်းဆုံးရှုံးသွားခဲ့ပြီးဖြစ်တဲ့အကြောင်းကိုလည်းရင်ဖွင့်ခဲ့ပါတယ်ရှောင်းကြားကတော့ပူဖန်ကိုချောမော့သွားခဲ့ပြီးပျက်စီးသွားခဲ့တဲ့ယာရီအတွက်ရော်ကြီးပေးမဲ့အပြင်အလုပ်တစ်ခုအနေနဲ့နိုင်ငံခြားသားမိုက်ရဲ့ကားကိုလည်းပြင်ခံလိုက်ပါတယ်ပူဖန်ကတော့ရှောင်းကြားကိုဖိုးလောင်ရန်နဲ့ဘလို့ပတ်သက်တယ်လို့မေးတဲ့အခါမှာအဖိုးလောင်ရန်သာမရှိရင်ငါရဲ့ဒီရဲ့ဝက်ရှော့ဆိုင်လေးကဖြစ်လာမှာမဟုတ်ပါဘူးအဖိုးလောင်ရန်ကငါရဲ့ပေါ်မှာကျေးဇူးရှိလို့ငါကပြန်ပြီးတော့စောင့်ရှောက်ပေးနေတာပါလို့ဖြေချခဲ့ပါတယ်တစ်ဖက်မှာလည်းရှောင်းရဲကသူမရဲ့ကမ်ပဏီကအာရဖြည့်ဆွက်စာတွေကိုအဖိုးလောင်ရန်ကိုပေးဖို့ကြိုးစားနေပါတယ်အဖိုးလောင်ရန်ကတော့ဈေးကြီးမှဆိုလို့ငြင်းဆန်နေခဲ့ပေမဲ့ရှောင်းရဲကတော့သူမရဲ့တငယ်ချင်းကပေးတာလို့လိန်ပြောပြီးကြွေခဲ့ပါတယ်ဒါကိုမြင်သွားခဲ့တဲ့ပူဖန်ကတော့ရှောင်းရဲကအဖိုးလောင်ရန်ကိုဖြည့်ဆွက်စာတွေကိုကြွေဖို့နေမျိုးစုံနဲ့ကြိုးစားနေတာကိုသိသွားခဲ့ရပြီးသူမကိုလည်းလောင်ပြောင်သိရောခဲ့ပါတယ်ဒါပေမဲ့လည်းရှောင်းရဲကလည်းရှော့မပေးခဲ့မင်းနဲ့နေလေဖိုးလောင်ရန်ရဲ့အိမ်မှာနေနေတာကတခုခုကိုမျောလင်းလို့ပဲမဟုတ်လားဆိုပြီးပူဖန်ကိုလည်းပြန်လဲပြီးတော့စကားနာထုတ်နေပါတယ်သူတို့နှစ်ယောက်စလုံးကခြေတင်စကားများနေတဲ့အချိန်တုန်းမှာပဲအဖိုးလောင်ရန်ကတော့ချက်ပြုတ်ပြီးသားအစားအစာတွေကိုလည်းယူလာခဲ့ပါတယ်အဲ့ဒီအချိန်မှာမိဖို့ကြောင့်ကအဖိုးဘေးဆက်ကရုတ်တရက်ပေါက်ကွဲသွားခဲ့ပေမဲ့အဖိုးလောင်ရန်ကတော့သူကိုယ်တိုင်ထိခိုက်မှထက်ပူဖန်ကိုပဲလန်နေကြားကာကွယ်ပေးနေခဲ့ပါတယ်ဒါကိုမြင်လိုက်ရတဲ့ပူဖန်ကတော့ဖိုးလောင်ရန်ရဲ့စစ်မှန်တဲ့မြတ်တရားကိုခံစားလိုက်ခဲ့ရပြီးသူ့ရဲ့သားပြင်ဟန်ဆောင်နေရတာကိုတကယ်ပဲစိတ်မကောင်းဖြစ်သွားရပါတယ်နောက်တနေ့မနက်6နာရီမှာတော့အဖိုးလောင်ရန်ကဝီစီမုတ်ပြီးပူဖန်ကိုလည်းလေးချိန်ကန်လုပ်ဖို့အတင်းလုပ်နေခဲ့ပါတယ်ပူဖန်ကမထားခြင်းပေမဲ့ဖိုးလောင်ရန်ကအပြင်ကိုအတင်းဆွဲခေါ်သွားခဲ့ပြီးကမ္ဘာချန်ပီယံလေးမသူဖြစ်ဖို့တရားအကြီးကြီးကိုလည်းမခိုင်နေပါတယ်အဖိုးလောင်ရန်ကတော့လေးချိန်ကန်လုပ်ပြီးသွားပြီးဆိုရင်ဗန်ဆာအုပ်တဲ့သွားလို့ရအောင်လို့ပြောနေခဲ့ပေမဲ့ပူဖန်ကတော့ဖိုးလောင်ရန်ရဲ့သားလို့ကမ္ဘာချန်ပီယံလေးမသူမဟုတ်တာကြောင့်တရားရီကိုမနိုင်မနဲ့ဘူးလဲချအောင်ဆောင်ပြီးအဖိုးလောင်ရန်ကိုပြက်ကထွက်ပြေးသွားခဲ့ပါတယ်ပူဖန်ကတော့ရှောင်းကြားရဲ့ဆိုင်မှာကားစီးနေတဲ့အချိန်တုန်းမှာပဲအဖိုးလောင်ရန်ကတော့နောက်ကနေလဲလာခဲ့ပြီးလေးချိန်ကန်ဆက်လုပ်ဖို့လည်းအတင်းခေါင်နေခဲ့ပါတယ်ပူဖန်ကလည်းဒင်းကိုမှညှင်းဆိုနေတာကြောင့်နောက်ဆုံးမှာတော့ဖိုးလောင်ရန်ကပူဖန်ကိုလည်းကျင်းနေအောင်ဆိုပြီးဗန်စီကိုလည်းခေါ်သွားခဲ့ရပါတယ်ဗန်ရှိကိုရောက်တဲ့အခါဖိုးလောင်ရန်ကိုကားထဲမှာခိတခဏဆောင်ခိုင်းထားခဲ့ပေမဲ့ပူဖန်ရဲ့ဖုန်းကကားထဲမှာကျန်နေခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲဖိုးလောင်ရန်ကကားထဲမှာကျန်ခဲ့တဲ့ဖုန်းကိုကောက်ယူဖို့ကြိုးစားနေနဲ့မတော်တဆကားရဲ့ left brake ကိုလည်းဖြုံးမိသွားခဲ့ပြီးကားအနောက်ကိုလည်းလိမ့်ဆင်သွားခဲ့ပါတယ်ပူဖန်ကတော့ကားနောက်ကနေတင်းပြေးလိုက်ပေမဲ့အဖိုးလောင်ရန်ကတော့ brake mode တက်တာကြောင့်ကားဟာဆောက်လို့ရေး site တစ်ခုတည်းကိုလည်းဝင်တိုက်မိသွားခဲ့ပြီးဝလုံးချောင်းတွေကကားရဲ့အထီကိုမှထိုးဝင်လာခဲ့ပါတယ်။ခဲကောင်လို့ဖိုးလောင်ရန်ကဘာမှဖြစ်ခဲ့ပေမဲ့ကားကတော့ပျက်စီးသွားခဲ့ရပါပြီ။ဒေါသထွက်သွားခဲ့တဲ့ပူဖန်ကဒါကသူများရဲ့ကားဗျ။ကျုပ်မှာရော်ဖို့ပတ်စံမရှိပါဘူး။ကျုပ်ကခမည်းရဲ့သားလည်းမဟုတ်ပါဘူး။ကျုပ်ရဲ့နာမည်ကဆမ်ပူဖန်ပါ။ကားစီးတဲ့ကောင်ပါပဲလို့ပြောခဲ့ပြီးအော်ရေးပေါက်ကွယ်ခဲ့ပါတယ်။ဒါပေမဲ့လည်းဖိုးလောင်ရန်ကတော့တုံတုံရင်နဲ့မဟုတ်ပါဘူး။မင်းကစူးတဲ့စိတ်တွေအများကြီးကိုမှရခဲ့တဲ့ငါရဲ့သားပါ။မင်းကငါအတွက်ဘာထက်မဆိုအရေးကြီးပါတယ်ကားကသူ့လိုရွေးသွားခဲ့တာပါငါအဲ့လိုဖြစ်စေချင်လို့တမင်တက်တက်လေးလှုပ်ခဲ့တာမဟုတ်ပါဘူးလို့ပြောပြလိုက်ပါတယ်နောက်ဆုံးမှာတော့ရှောင်းကြကကားပြက်စီးသွားခဲ့တာကိုသိသွားခဲ့ပြီးပူဖန်ကိုလည်းရိုက်ဖို့အထိကမှဒေါသထွက်နေခဲ့ပါတယ်ဒါပေမဲ့လည်းဖိုးလောင်ရန်ကတော့ဂျားတွေကနေတားပေးနေခဲ့ပြီးကားရောကြီးအားလုံးကိုငါပေးပါမယ်လို့ပြောကပူဖန်ကိုလည်းကာကွယ်ပေးခဲ့ပါတယ်ဒါပေမဲ့လည်းဦးချာကြီးကတော့အလျှော့ပေးမနေခဲ့ပေနဲ့ပူဖန်ကိုလည်းဇက်တိုက်အော်ပြောနေကြတာကြောင့်ပူဖန်ကလည်းဒေါသထွက်သွားခဲ့ရပြီးကျုပ်ကလူအားမဟုတ်ပါဘူးကျုပ်ကကားစီးတဲ့အလုပ်လဲဆက်ပြီးတော့မလုပ်တော့သလိုခမည်းရဲ့သားဖြစ်လေကျွန်တော်ဟမ်ဆောင်နိုင်တော့ပါဘူးလို့အော်ပြီးတော့ထွက်သွားခဲ့ပါတယ်ရှောင်းကြားကလည်းစိတ်တုံတုံနဲ့တွားတော့နောက်တစ်ခါငါမျက်စိရှိကိုပေါ်မလာနဲ့လို့လမ်းအောင်လိုက်ပါတယ်အဖိုးလောင်ရန်ကတော့သူ့ရဲ့သားကိုမတွားဖို့အတင်းတားနေခဲ့ပေမဲ့ရှောင်းကြားကတော့ဖိုးလောင်ရန်ကိုပါဆွဲထားခဲ့ပြီးအဖိုးလောင်ရန်လက်မရှိတဲ့ဓာတ်ရံကိုကြည့်ပါအောင်အဖိုးလောင်ရန်ရဲ့သားကဘရောမှပြန်မလာတော့ပါဘူးလို့အမတရားကိုလည်းပြပြလိုက်ပါတယ်ဒါကိုကြားလိုက်ရတဲ့ဖိုးလောင်ရန်ကတော့ဒေါသထွက်သွားခဲ့ပြီးရှောင်းကြားကိုပါပါရိုက်ကဒုလိန်နေတာလို့အော်ရနေခဲ့ပါတယ်ဘူဖန်ကတော့ဖိုးလောင်ရန်ရဲ့အိမ်ကထွက်လာတဲ့အချိန်မှာဒူဟန်ဆောင်နေစဉ်ကရိုက်ကူးထားခဲ့တဲ့တပ်ပုံတွေကိုစုပ်ပြဲပစ်ခဲ့ပါတယ်ဒါပေမဲ့လည်းအိမ်ပြန်ရောက်တဲ့အခါမှာဖိုးလောင်ရန်ကသူ့အတွက်ပြင်ဆင်ထားတဲ့ထမင်းဝိုင်းလေးကိုတွေးသွားခဲ့ပြီးစိတ်မကောင်းဖြစ်သွားခဲ့ရပါတယ်တစ်ဖက်မှာလည်းဖိုးလောင်ရန်ကသူ့သားလေးမပြိုင်ပွဲမှာအောင်နိုင်ခဲ့တဲ့အတိတ်တွေကို TV ဖန်သားပြင်မှာမြင်ရောက်နေပြီးတော့လွမ်းဆွတ်နေခဲ့ရှာပါတယ်မနေ့6နိုင်ထိုးတဲ့အခါမှာဖိုးလောင်ရန်ကအကျင့်တိုင်းပဲပူဖန်ကိုလေ့ကျင့်ခန်းလုပ်ဖို့တွားနှုတ်နေခဲ့ပေမဲ့အခက်ထဲမှာပူဖန်ကရှိမနေကြတော့ဘဲနဲ့စုပ်ဖြဲထားတဲ့ဓာတ်ပုံအပိုင်းစာတွေကိုပဲတွေ့လိုက်ရပါတယ်အဖိုးလောင်ရန်ကတော့အဲ့ဒီရဲ့ပုံလေးတွေကိုတစ်ခုချင်းပြင်ဆက်နေမိပါတယ်
ဘူဖန်ကတော့ဖွားရဲ့အယိုးပြကူနေရအတွက်သွားမိတဲ့ကံမှာဇင်နုံကတော့တသိန်းကြော်နေတာကြောင့်စိတ်ပြတ်သွားခဲ့ရပါတယ်။သူ့မှာမပုံနေကလည်းမရှိတော့တာကြောင့်အလုတ်ကောင်းကောင်းရှာမရပဲနဲ့စောလိုရီဆိုင်တစ်ခုမှအလုတ်ကျန်းဝင်လုပ်နေရပါတယ်။တစ်ဖက်မှာတော့ဖိုလောင်ရင်ကအိမ်ကနေပျောက်သွားခဲ့တာကြောင့်ရှောင်းရွဲရှောင်းကြနဲ့ဒေါ်လေးချင်းတို့လည်းဝမ်းရှာကြပါတယ်။နောက်ဆုံးမှာတော့ဖိုလောင်ရင်ကိုပိတ်ထားတာကြာပြီဖြစ်တဲ့ယထာဘူရာဟောင်းလေးတစ်ခုမှငါသားကူစောင်းနေတယ်ဆိုတဲ့ဆိုင်းပုံလေးကိုကန်ပြီးထိုင်နေတာကိုလည်းတွေ့လိုက်ရပါတယ်။အဖိုလောင်ရင်ကတော့ပူဖန်းဆုပ်ပြေးထားခဲ့တဲ့တပုံအပိုင်းစာလေးတွေကိုပြပြီးငါသားကဒီရဲ့လမ်းကနေပြန်လာမှာပါလို့တွတ်ပြောနေခဲ့ပါတယ်။ဘူဖန်ကတော့ဆောက်လို့ရေးမှာအလုပ်လုပ်ပြီးလာကတောင်းတဲ့အခါမှာလေအလုပ်ရှင်ကတော့သူ့မှာမပေါက်နေမရှိတာကိုအခွင့်ကောင်းယူပြီးလာကမပေးဘဲနဲ့မောင်းထုတ်လိုက်ပါတယ်။အဲဒီအချိန်မှာပဲရှောင်းရဲကတော့အဖိုးလောင်ရဲ့တယောက်တည်းဘူရာမှာစောင့်နေတဲ့ဗီဒီယိုဖိုင်ကိုဘူဖန်စီကိုလည်းပို့ပေးလိုက်ပါတယ်။ဗီဒီယိုကိုမြင်လိုက်ရတဲ့ဘူဖန်ကနှလုံးသားတစ်ခုလုံးရေးပြောသွားခဲ့ရပြီးအဖိုးလောင်ရဲ့စီကိုလည်းအပြေးလွှားပြန်လာခဲ့ပါတယ်။အဖိုးလောင်ကတော့ဘူဖန်ကိုမြင်လိုက်ရတဲ့အချိန်မှာကလေးတယောက်လိုပျော်ရွှင်သွားခဲ့ပြီးအိမ်ကိုလည်းတူတူပြန်လာခဲ့ကြပါတယ်။သူတို့အားလုံးကတော့ပျော်ပျော်ရွှင်ရွှင်နဲ့ထမင်းလက်စုံလေးစားခဲ့ကြပါတယ်။အဲ့ဒီမှာရှောင်းရဲကတော့ပူဖန်ကဘယ်ရီသွားနေတာလဲလို့မေးတဲ့အခါမှာပူဖန်ကတော့ဖွားရဲ့အယိုးပြကူအတွက်သွားပြီးတော့စုံစမ်းနေတာလို့လည်းပြောပြခဲ့ပါတယ်။ဒါပြင်ပူဖန်ကတော့ကတင်အောက်ကအိုးထဲမှာရှိတာသူ့ရဲ့အဖွားရဲ့အယိုးပြတွေဖြစ်တဲ့အကြောင်းကိုပြောပြလိုက်တဲ့အခါရှောင်းရဲတယောက်ဆုံးအပ်သွားခဲ့ရပါတယ်။အဖိုးလောင်ရင်ကတော့ပူဖန်ကိုသူ့သားစိတ်လို့ထင်နေတုံးပြောပြီးရှောင်းရဲကလည်းပူဖန်ကိုသားဖြစ်ဆက်လက်ဟန်ဆောင်ဖို့လည်းတိုက်တွန်းနေပါတယ်။အဖိုးလောင်ရင်ကလည်းနေ့စဉ်ရက်ဆက်မနေရောညပါပူဖန်ကိုလေးမလေးကျင့်ကန်နဲ့အပြင်းထန်ကူမှလောက်ခိုင်းနေပါတယ်။တစ်ဖက်မှာလည်းဒေါ်လေးချင်းကအဖိုးလောင်ရင်ရဲ့ကျမ်းမာရေးကိုစောင့်ကြည့်ဖို့အတွက်အဖိုးလောင်ရင်ရဲ့လက်ပတ်မှာအာယုံခံကရိယာလေးတစ်ခုကိုလည်းတက်ဆင်ပေးထားပါတယ်။ဒီနေ့မှာတော့အဖိုးလောင်ရင်နဲ့အတူကျန်တဲ့လူတွေကပူဖန်ရဲ့မွေးနေ့ပွဲလေးကိုတိတ်တိတ်ဆိတ်ပြင်ဆင်နေခဲ့ပြီးအားသိအောင်လေးလုပ်ပေးကြပါတယ်။တဘောလုံးဘသူကမှမွေးနေ့ပွဲမလုပ်ပေးခဲ့ဘူးတဲ့ပူဖန်ဟာအတော်လေးကမှပျော်ရွှင်သွားခဲ့ရပြီးမျက်ရည်ပါကြားခဲ့ရပါတယ်။အဲဒီရဲ့ပွဲမှာအဖိုးလောင်ရင်ကတားပြမလာတဲ့နေ့တွေမှာဖေးတယောက်ထဲကိတ်မုံဝဲပြီးမွေးနေ့လုပ်ပေးခဲ့ရတာပါ။အခုတားပြန်ရောက်လာပြီဆိုတော့အဖေအရန်ကိုမှပြောပါတယ်လို့ပြောတဲ့အခါမှာအလုံးကတော့စိတ်မကောင်းဖြစ်သွားခဲ့ရပြီးမျက်ရည်ဝဲကြရပါတယ်။အဖိုးလောင်ရင်ကပူဖန်ကိုမုံပုံးကိုအချို့ကိုလည်းလှုပ်ဝက်ပေးခဲ့ပါတယ်။အဲဒီညမှာပဲရှောင်းရဲကသူ့ရဲ့မိသားစုကငွေတွေကခဏခဏတောင်းနေကြတာကြောင့်စိတ်ညစ်နေတာကိုလည်းပူဖန်နဲ့ရှောင်းကြတို့ကဝိုင်းပြီးတော့နှစ်သိမ့်ပေးနေကြပါတယ်။ရှောင်းကြကတော့စိတ်ဓာတ်တွေပြောင်းလဲလာခဲ့ပြီးသူမြဲချင်းချထားခဲ့တဲ့တာလီကငလေးကိုတောင်မှလှုပ်ပေးပြီးတော့လွတ်လပ်ခွင့်ကိုလည်းပေးလိုက်ပါတယ်။နောက်တစ်မိနစ်မှတော့ထူးခြားတဲ့အဖြစ်အပျက်လေးတစ်ခုကဖြစ်ပွားခဲ့တာပါ။အဖိုးလောင်နဲ့ပူဖန်တို့ကလေးချင်းကန်လုံနေတဲ့အချိန်တုန်းမှာပဲကလေးတယောက်ကရေကန်ထဲကိုပြုတ်ကျသွားရတာကိုတွေ့လိုက်ရပါတယ်။ပူဖန်ကတော့ကလေးကိုကယ်ဖို့ရေထဲကိုဆင်းသွားတဲ့အချိန်မှာအဖိုးလောင်ကလည်းသူ့ရဲ့တာအနေရဲ့ဖြစ်မှစိုးရင်ပြီးရေမကူးတက်ပင်နဲ့ရေထဲကိုလည်းလိုက်ဆင်းသွားခဲ့ပါတယ်။ပူဖန်ကကလေးကိုကယ်တင်နိုင်ခဲ့ပေမဲ့အဖိုးလောင်ကတော့ရေနေပြီးတတိလည်းသွားခဲ့ရပါတယ်။ဈေးကိုရောက်တဲ့အခါမှာဒေါ်လေးချင်းကအဖိုးလောင်ကရေမကူးတက်ပင်နဲ့မင်းကိုကယ်ဖို့ဆင်းသွားခဲ့တာပါလို့ပြောပြပါတယ်။ဒါပေမဲ့လည်းပူဖန်ကအဖိုးလောင်ကကျွန်တော်ကိုကယ်တာမဟုတ်ပါဘူး။သူ့ရဲ့သားကိုကယ်တာပါလို့ဝမ်းနဲ့စွာပဲပြောပြခဲ့ပါတယ်။အဖိုးလောင်ကတော့တတိယလာတဲ့အခါမှာယောဂကပုံမဆွေးရလာခဲ့ပြီးဘယ်သူမှမမတ်မိတော့ပါဘူး။အဖိုးလောင်ကတော့အိမ်ပြန်ကျင်နေခဲ့ပြီးသူ့ရဲ့သားပြိုင်ပွဲဝင်ဖို့အတွက်အာဟာရတွေကိုပြင်ဆင်ပေးရမယ်လို့ပဲတို့ယုံနေခဲ့ပါတယ်။ဈေးုံကဆင်းလာတဲ့အခါမှာဖိုးလောင်ရဲ့အခြေအနေကပိုဆိုးသွားရပြီးဘယ်သူမှလုံးဝမမတ်မိတော့ပါဘူး။အားလုံးကတော့မျက်ရည်ဝဲနဲ့အဖိုးလောင်ကိုအိမ်ပြန်ခေါ်လာခဲ့ကြပါတယ်။အိမ်ရောက်တဲ့အခါမှာပူဖန်ကအဖေကျွန်တော်ကျွမ်းလေအဖေသားပြန်လာပါပြီလို့ထက်ကဖြောင်းပြပြောဆိုတဲ့အခါမှာအဖိုးလောင်ကတော့သူ့ကိုခဏစိုက်ကြည့်ပြီးမမီသွားတယ်လို့ရှိနေခဲ့ပြီပဲစက္ကန့်ပိုင်းအတွင်းမှာပဲပြန်ပြီးတော့မေးသွားခဲ့ပြန်ပါတယ်အဖိုးလောင်ကတော့ဘာရန်ကိုမှစားနေတယ်လို့ပြောပြီးစပယ်ပေါ်မှာခင်းထားခဲ့တဲ့တတိပုံပါတဲ့စပွဲကင်းကိုအစားထင်ပြီးတော့စားဖို့လည်းကြိုးစားနေပါတယ်ဒေါ်လေးချင်းနဲ့ရှောင်းရဲတို့ကတော့ထမင်းကျွေးဖို့လုံနေခဲ့ပေမဲ့အဖိုးလောင်ကတော့လူတိုင်းကိုမင်းတို့ကငါ့ကိုလိန်နေကြတာငါဘာမှမစားရသေးပါဘူးလို့အော်ဟဲပြီးတော့ဒေါသထွက်နေခဲ့တယ်လို့မတိလိုက်ပဲစီးသွားမိတာမျိုးတွေအထိဖြစ်လာခဲ့တာကြောင့်ကျမ်းမာကြီးကတော့တဖြည်းဖြည်းနဲ့ယိုယွင်းလာခဲ့ရပါတယ်။တညမှာတော့ဖိုးလောင်ကအိမ်သာသွားနေခဲ့ရင်မနေ့မှရောင်ပြန်ဟန့်နေတဲ့သူ့ကိုယ်သူမြင်တဲ့အခါမှာဒဇိန်တယောက်လိုထင်အောင်ထင်မှားဖြစ်နေခဲ့ပြီးမန်ကိုလည်းဒေါသတကြီးပဲရိုက်ခွဲပစ်လိုက်ခဲ့ပါတယ်။နောက်တနေ့မနေ့မှာတော့ဖိုးလောင်ကတယောက်တည်းပဲပြင်ကိုထွက်သွားခဲ့ပြီးသူ့ရဲ့ဆရာအောင်ဖြစ်သူအလေးမနီးပြအဖိုးလောင်ဝန်စီကိုလည်းသွားခဲ့ပါတယ်။အဖိုးလောင်ဝန်ကတော့ဖိုးလောင်ကိုမြင်တဲ့အခါမှာအတိတ်ကအလေးမပြိုင်ပွဲမှာစူရီရခဲ့တဲ့အကြောင်းကိုပြောပြနေခဲ့ပြီးအားပေးနေခဲ့ပါတယ်။အဖိုးလောင်ဝန်ကမင်းကအရင်လိုတန်မာနေတော့မှာပဲလို့ပြောတဲ့အခါမှာအဖိုးလောင်ကတော့ဝမ်းသာအားရနဲ့မျက်ရည်ကျပြီးကျွန်တော်ကတန်မာပါသေးတယ်လို့ပြန်ပြောခဲ့ပါတယ်။ဘူဖန်နဲ့ဒေါ်လေးချင်းတို့ကတော့လက်ပတ်ကအာယုံခံဆက်ကနေတဆင့်အဖိုးလောင်ရဲ့နောက်ကိုလည်းလိုက်လာခဲ့ကြပြီးအိမ်ပြန်ဖို့လည်းခေါ်နေကြပါတယ်။ဒါပေမဲ့လည်းယောဂထောက်ဖောက်နေတဲ့ဖိုးလောင်ကတို့နှစ်ယောက်စလုံးကလည်းမမတ်မိတော့ဘဲနဲ့မင်းတို့ကတခိုးတွေလားငါးစီကဘာလာလောက်တာလဲဆိုပြီးတော့တပြဲစီးနဲ့လိုက်ရိုက်ကမောင်းထုတ်ခဲ့ပါတယ်။အဖိုးလောင်ကဖိုးလောင်ရံဝန်နေတဲ့တက်ကြီးရိတ်တာကိုပဲသူ့အိမ်လို့ထင်နေခဲ့ပြီးအဲ့ဒီမှာပဲနေကျင်နေတာပဲဖြစ်ပါတယ်။အဖိုးလောင်ကတော့တက်ကြီးရိတ်တာမှာပဲနေကျင်နေကြတဲ့ကြောင့်ဒေါ်လေးချင်းတို့ကတော့ဖိုးလောင်ကိုအဲ့ဒီမှာပဲဆက်ထားပြီးအားလုံးကလည်းဝိုင်းပြီးတော့စောင်းရှောက်ကြဖို့အကြံပြုပါတယ်။ဒါပေမဲ့လည်းပူဖန်ကတော့အဖိုးလောင်ကိုအိမ်ပြန်ခေါ်ချင်နေသေးပါပဲ။
သူကတော့ဖိုးလောင်ရန်ကိုအဖေကျွန်တော်ကြွန့်လေလို့ထပ်ပြောတဲ့အခါမှာအောင်စရာကောင်းတာတစ်ခုကအဖိုးလောင်ရန်ကယောဂကြောင့်မလို့ဝေဝါနေတဲ့ကြားကနေပဲမင်းကကြွန့်မဟုတ်ပါဘူးမင်းရဲ့နာမည်ကဆမ်ပူဖန်မဟုတ်ဘူးလားဆိုပြီးအမှန်တိုင်းပြောချင်လာပါတယ်အဖိုးလောင်ရန်ကတော့ပူဖန်သူ့ကိုလိန်နေကြတာကိုတီးသွားခဲ့တယ်လို့သူ့ရဲ့ဗန်စာအုပ်ကိုယူဖို့ကြိုးစားနေတာကိုလည်းသိနေကြတာပါဒီကိစ္စကိုတီးသွားခဲ့တဲ့ရှောင်းဂျာကပူဖန်ကိုလည်းအပြစ်တင်နေခဲ့ပေမဲ့ပူဖန်ကတော့ဒေါသတကြီးနဲ့လူတိုင်းရဲ့ကွက်တွေကိုပြန်လဲဖော်ထုတ်ခဲ့ပါတယ်ရှောင်းဂျာခင်ဗျားလေအဖိုးလောင်ရန်ရဲ့ပင်စင်လာစာကိုယူပြီးဝက်ရှော့ဆိုင်ကိုဖွင့်ရတာမဟုတ်ဘူးလားရှောင်းရွေနေလေအဖိုးလောင်ရန်ကိုနင်းရဲ့ကမ်ပဏီကပစ္စည်းတွေကိုရောင်းဖို့ကြိုးစားနေတာပဲလို့အားလုံးကိုလည်းအော်ပြီးအဖိုးလောင်ရန်ရဲ့ဗန်စာအုပ်ကိုပြစ်ချကထွက်သွားခဲ့ပါတယ်အဖိုးလောင်ရန်ကတော့ဒါရီကိုဝမ်းနေတဲ့မျက်လုံးတွေနဲ့ကြည့်နေခဲ့ရှာပါတယ်အဲ့ဒီနောက်အားလုံးကတော့လူစုကွဲသွားခဲ့ကြပါတယ်ရှောင်းကြားဆိုင်ပိတ်လိုက်ရသလိုရှောင်းရဲကလည်းအဖိုးလောင်ရန်ရဲ့အိမ်ကနေထွက်သွားခဲ့ပါတယ်အဖိုးလောင်ရန်ကတော့တက်ကြီးရိတ်တာမှာဆရာအောင်အဖိုးလောင်ရန်ဝန်နဲ့အတူကျင်းနေခဲ့ပါတယ်ဒါပေမဲ့လည်းကန်ဆိုးစွာနဲ့တညမှာတော့အဖိုးလောင်ရန်ဝန်ကရုတ်တရက်ခွဲလွန်သွားခဲ့ရပါတယ်အဖိုးလောင်ရန်ကတော့အလုံးကမှတုံလို့သွားခဲ့ပြီးဒူရနီပြဆရာကြီးကိုလည်းပြန်နှုတ်ဖို့အော်ရင်ကိုယူနေခဲ့တာဖြစ်ပြီးနောက်ဆုံးမှာတော့နှလုံးရောဂါကြောင့်မေးလဲသွားခဲ့ရပါတယ်ဒီအချိန်လေးကိုတည်သွားခဲ့တဲ့ဒေါ်လေးချင်းကတော့အားလုံးကိုပဲပြန်ခေါ်လိုက်ပါတယ်ပူဖန်ရောက်လာတဲ့အခါမှာဆေးရုံကလေးမှာချီနှောင်ခံထားရတဲ့အဖိုးလောင်ရန်ကိုမြင်ပြီးစင်မကောင်းဖြစ်ကကျိုးတွေကိုလည်းဖြုတ်ပေးလိုက်ပါတယ်အဖေအိမ်ပြန်ရအောင်လို့သူကတော့ခေါ်လိုက်တဲ့အခါမှာအဖိုးလောင်ရန်ကလည်းငြိမ်သက်စွာနဲ့လိုက်လာခဲ့ပါတယ်အိမ်ပြန်ခေါ်လာခဲ့ပြီးတဲ့နောက်မှာတော့လူတိုင်းကအဖိုးလောင်ရန်လမ်းလျှောက်ရင်းနဲ့ချော်လိုက်ရင်ခုံစုံနေနဲ့တိုင်းမိပြီးတော့ဒဏ်ရာမရစေဖို့အတွက်အိမ်ထဲကတောင်ဆုံးရှိတဲ့နေရာမှန်သမျှကိုလည်းအဝိစာတွေဂုံးနေနဲ့လုံခြုံလေးလိုက်ပတ်နေကြပါတယ်တစ်ဖက်မှာလည်းပူဖန်ကတော့ဖိုးလောင်ရန်ရဲ့မညံတွေကိုပြန်ကောင်းလာအောင်ဘယ်လိုပြုစုရမလဲဆိုတာကိုဆရာဝန်စီမှာတေချာမေးမြန်းနေခဲ့ပါတယ်ဆရာဝန်ကတော့ဖိုးလောင်ရန်ကိုစိတ်မဆိုးစေဘဲနဲ့အမြဲတမ်းစိတ်လှုပ်ရှားပျော်ရွှင်နေအောင်ထားပေးဖို့အကြံပြုခဲ့ပါတယ်ဒီနေ့မှာတော့ဖိုးလောင်ရန်ကတတိစားနေခဲ့တဲ့တတိတလုံးကဂရင်အောက်ကိုလည်းလိမ့်ကျတွားခဲ့ရပါတယ်အဲဒါကိုငုံယူဖို့ကြိုးစားနေခဲ့ရင်းနဲ့ဂရင်အောက်မှာဝတ်ထားခဲ့တဲ့စီဒီချက်ဟောင်းတစ်ချက်ကိုလည်းအဖိုးလောင်ရန်ကတွေ့သွားခဲ့ရပါတယ်အဲဒီစီဒီကိုမြင်လိုက်ရချင်းမှာပဲအဖိုးလောင်ရန်ကအကြီးကြီးကမှထိတ်လန့်တုန်လှုပ်သွားခဲ့ရပြီးဒါကိုခုချက်ချင်းလှုပ်ပြစ်လိုက်ဆန်းလို့ဒေါသကြီးပဲအော်နေခဲ့ပါတယ်လူတိုင်းကတော့အဲ့ဒီရဲ့ CD ထဲမှာဘာတွေရှိနေလို့အဖိုးလောင်ရန်ကဒီလောက်တောင်မှကြောက်လန့်နေရတယ်လေဆိုတာတွေကိုသိချင်နေကြတာကြောင့် CD ကိုလည်းဖွင့်ကြည့်ဖို့ပြင်ဆင်နေကြပါတယ် CD ချက်ထဲမှာပါဝင်တဲ့အကြောင်းအရာကတော့အဖိုးလောင်ရန်ရဲ့တာကျွမ်းကအတိတ်ကအလေးမှပြန်ပွဲမှာရှုံးနေခဲ့တဲ့မြင်ကွင်းပဲဖြစ်ပါတယ်အဖိုးလောင်ရန်ကတော့အဲ့ဒီရဲ့ရှုံးနေမှုကိုလုံးဝကိုမှလက်မခံနိုင်ပေနဲ့စိတ်တန်ရာရနေကြတာပါအဲ့ဒီရဲ့အချိန်မှာပဲရှောင်းကြကတော့တကယ်အမုန်းတရားကိုပူဖန်တဲ့ရှောင်းရဲတို့ကိုဖွင့်ပြောပြလိုက်ခဲ့ပါတယ်အဖိုးလောင်ရန်သားကလွန်ခဲ့တဲ့10နှစ်ကယူနိုက်တောင်တန်းမှာဒေါ်မီလောင်စင်ကလေးမလေးတယောက်ကိုကယ်တင်နဲ့တေဆုံးသွားခဲ့ရတာပါဒါကိုသိလိုက်ရတဲ့ပူဖန်ကအဖိုးလောင်ရန်ရဲ့စစ်တမ်းရာကိုကုသပေးဖို့အတွက်အစီအစဉ်တစ်ခုကိုလည်းဆွဲလိုက်ခဲ့ပါတယ်အဲဒါကတော့ဟောင်းနှဲနေတဲ့အားကစားကွင်းဟောင်းကိုပြန်လဲပြင်ဆင်ပြီးအတိတ်ကပြန်ပွဲကိုပြန်လဲတရုတ်ဖော်ကကျွမ်းနေရာမှာဟန်ဆောင်ရမဲ့ပူဖန်ကိုအနိုင်ရရှိသူဖြစ်တရုတ်ဆောင်ခိုင်းဖို့ပါပဲအဖိုးလောင်ရန်ရဲ့မညနေမှာသူ့ရဲ့သားကအောင်မြင်သူတယောက်ဖြစ်ပြပြရွှေရွှေနဲ့ညီကုန်းချုပ်စေခြင်းလို့ပါပဲသူတို့ကနိုင်ငံသားမိုက်ကိုပြန်မဲ့ကစားသမားဖြစ်တရုတ်ဆောင်ခိုင်းပြီးရှောင်းကြကတော့ဂျပန်နီးပြအဖြစ်ဒေါ်လေးချင်းကတော့ဖိုးလောင်ရန်ရဲ့ဇနီးဖြစ်အတီးတီးဟန်ဆောင်နေကြပါတယ်အစားပိုင်းမှာတော့လေတုံအတူတွေနဲ့တရုတ်ဆောင်နေတဲ့အဖိုးလောင်ရန်ကတော့အတိတ်ကအကြောင်းအရာတွေကိုတခုချင်းထောက်ပြလာခဲ့တာကြောင့်အခက်တွေ့နေကြရတဲ့ဆိုပေမဲ့ပူဖန်ကတော့အကောင်းဆုံးတရုတ်ဆောင်နေခဲ့ပါတယ်ဒါပေမဲ့လည်းပြိုင်ပွဲအတွင်းမှာလေတုံအတူတွေကကွဲအပ်ပျက်စီးသွားခဲ့ရပါတယ်ပြိုင်ပွဲကလည်းမပြီးသေးတာကြောင့်ပူဖန်ကလည်းရှုံမပေးဘဲနဲ့တကယ်အလေးတုံးအစ်စ်တွေကိုပဲထိတ်လိုက်ဖို့ကိုလည်းဆုံးဖြတ်လိုက်ပါတယ်အားလုံးကတော့ပူဖန်မနိုင်မှာကိုစိုးရိမ်နေကြပြီးပူဖန်ကတော့စေမောကိုတက်ခန့်နေမှာအဖိုးလောင်ရန်ကိုစိုးရိမ်နေကြီးနဲ့လမ်းကြည့်လိုက်တဲ့အခါအဖိုးလောင်ရန်ကတော့ထိုင်ကုန်ကနေထားရလိုက်ခဲ့ပြီးအတိတ်ကဖြစ်ရမှန်ကိုလည်းပြန်လဲမှတ်မိသွားခဲ့ရပါတယ်အဲ့ဒီတော့ကဖိုးလောင်ရန်ကအစီကံဖောက်ဖျက်ပြီးဒါဖြစ်သူကြွကြံကိုလေးမနီလန်နဲ့တွားတင်ပေးခဲ့လို့လုံခြုံရေးတွေကဖိုးလောင်ရန်ကိုအပြင်ထုတ်ခဲ့ကြတာပါဒါဖြစ်သူကဖေးရမျက်နှာကိုမမြင်ရဘဲနဲ့ပြိုင်ပွဲဝင်ခဲ့ရပြီးစိတ်တကြကလေးတုံးကြီးပြုတ်ကျပြီးတော့ရှုံးနေသွားခဲ့ရပါတယ်ပြိုင်ပွဲပြီးမှဖိုးလောင်ရန်ကဒေါသတကြီးနဲ့ဒါဖြစ်သူကိုပါးရိုက်ပြီးစူပူခဲ့ပါတယ်အဲ့ဒီအခါမှာဒါဖြစ်သူကကျွန်တော်အဖေရဲ့စကားကိုတဘဝလုံးနားထောင်ခဲ့ပါတယ်ဒါပေမဲ့ကျွန်တော်တကယ်တော့အလေးသမားမဖြစ်ချင်ပါဘူးလို့ရင်ဖွင့်ပြီးတော့အိမ်ကနေထွက်သွားခဲ့ပါတယ်အဲ့ဒီနောက်ပိုင်းမှာဇနီးဖြစ်သူကဆုံးပါသွားခဲ့ပြီးဒါဖြစ်သူကလည်းတော်မီထဲမှာကလေးကလေးနဲ့တေဆုံးသွားခဲ့ရတာကြောင့်အဖိုးလောင်ရန်ကတော့နောင်တတွေနဲ့စိတ်ဝေဒနာခံစားနေရတာဖြစ်ပါတယ်အဖိုးလောင်ရန်ကမညနေခဏတာပြန်ရလာခဲ့ပြီးပူဖန်စီကိုလည်းရှောက်သွားကဒါအကောင်းဆုံးကြိုးစားပါလို့အားပေးစကားကိုလည်းပြောခဲ့ပါတယ်ပူဖန်ကတော့ဖိုးလောင်ရန်ရဲ့စစ်မှန်တဲ့မေတ္တာကိုတုံ့ပြန်နေတဲ့နဲ့တကယ်လေးတောင်အစေကြီးကိုလည်းအားသုံးပြီးတော့မြောက်တင်နိုင်ခဲ့ပါတယ်အဖိုးလောင်ရန်မျက်စိထဲမှာတော့ပူဖန်ကသူ့ရဲ့သားကျွမ်းဖြစ်ပြန်လည်မြောင်လာခဲ့ပြီးတော့သားဖြစ်သူအောင်ပွဲရသွားခဲ့တာကိုမြင်တွေ့ကအတိုင်းမသိကိုမှပျော်ရွှင်သွားခဲ့ရပါတယ်ပူဖန်ကတော့အောင်နိုင်သူရွှေတစိတ်ကိုအဖိုးလောင်ရန်ရဲ့လေဘဲမှာဆွဲပေးလိုက်ခဲ့ပြီးအားလုံးကတော့ပျော်ရွှင်စွာနဲ့အမတ်တရဓာတ်ပုံရိုက်ခဲ့ကြပါတယ်ဘာလို့လို့ပါချစ်ရမဟုတ်ဘဲနဲ့ဘာလို့လို့နဲ့တနေ့ကြာသွားခဲ့ပြီးတဲ့နောက်မှာပူဖန်ကတော့သူ့ရဲ့ကားပြင်းတဲ့အလုပ်ကိုဆက်လက်လုပ်ကိုင်နေစမှာပဲဒေါ်လေးချင်းရဲ့စီကနေဖုံးဝင်လာခဲ့ပါတယ်
အဖိုးလောင်ရန်ကြံချမ်းတယောက်ငြိမ်းချမ်းစွာကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့အကြောင်းပဲဖြစ်ပါတယ်အဖိုးလောင်ရန်ကတော့သူမကွယ်လွန်ခင်မှာဒီဗီဒီယိုဖိုင်လေးတစ်ခုကိုလည်းချန်ထားခဲ့ပါတယ်ဒီဗီဒီယိုဖိုင်ထဲမှာအဖိုးလောင်ရန်ကသူ့ရဲ့ယောဂကြောင့်အမေမေယောနေတာကိုသိတဲ့အကြောင်းသူ့ရဲ့တားရင်းလုံးဟန်ဆောင်ပြီးပြည်သူဆောင်ရှောက်ပေးတဲ့ဘူဖန်ရှောင်ရွဲ့ရှောင်ကြာနဲ့ဒေါ်လေးချင်းတို့ကိုလည်းအားလုံးအထူးကျေးဇူးတင်တဲ့အကြောင်းကိုလည်းပြောထားခဲ့ပါတယ်ဗီဒီယိုထဲမှာဖိုးလောင်ရန်ကသူတို့ရဲ့ပြောစရာအမှတ်တရလေးတွေကိုခိုးရိုက်ထားရတာကိုပြသနေတယ်ရှောင်ကြာကစိတ်ထားကောင်းတဲ့လူပြက်လေးပါရှောင်းရဲကတော့ငါ့ကိုအမြဲတမ်းကြမ်းမိုင်စကားတွေကြွေးတဲ့စိတ်ထားဖြူစင်သူလေးပါစူပီတယောက်ချင်းစီကိုလည်းချီးကျူးစကားပြောသွားခဲ့ပါတယ်ဒေါ်လေးချင်းကတော့တစ်ပင်ဆိုင်နဲ့တချင်းဆိုနေတာတွေကိုလည်းအမတ်တရဖြစ်ရိုက်ကူးထားခဲ့ပါတယ်နောက်ဆုံးမှာတော့ဖိုးလောင်ရင်ကသူ့ရဲ့သားနဲ့ပြန်လည်ဆုံစည်းခဲ့ရတယ်လို့ခန်းစားချက်မျိုးစုံနဲ့နောင်နာကင်းကင်းငိမ့်ချမ်းစွာနားကိုသွားခဲ့ပြီးလူစိမ်းတွေဖြစ်ကြပေမဲ့တုံးနဲ့တူမိသားစုဝင်တွေလို့ချစ်ခင်သွားကြတဲ့သူတို့ရဲ့တန်ရောစင်ကိုပြသရင်းနဲ့ပဲဒီရဲ့ဇလန်လေးကလည်းပြီးဆုံးသွားခဲ့ပါရယ်ခင်ဗျာ